One Piece ဇာတ်လမ်းထဲမှာပဟေးလေးအဆန်းဆုံးလူဟာဘီသူလဲလို့မင်းအားလုံးကတဒန်တဲ့ဖြေကြမှာကတော့တော်လန်ရေးတအူစီချုပ် Monkey D Dragon ပါပဲဇာတ်လမ်းစာကလေးကအခုချိန်ထိသူဟာအင်အားကြီးဆုံးလို့သတ်မှတ်ခံထားရပေမဲ့သူ့ရဲ့တကယ်အစွမ်းကိုဘယ်သူမှတည်တည်ချာချာမမြင်ဘူးကြသေးပါဘူးဒါပေမဲ့ order ခြံထားခဲ့တဲ့အရင်မြတ်တွေကိုကြည့်ပြီး Dragon မှာဘလို့ Devil Fruit ရှိနေမလဲဆိုတာဒီနေ့ကျွန်တော်တို့အသေးစိတ်တွက်ချက်ကြည့်ကြပါမယ် Win Logia Theory ဖြတ်တောက်လို့မရတဲ့လေပြင်းများပထမဆုံးနဲ့အရှင်းဆုံး theory ကတော့ကာဆဲနိုမီဒါမှမဟုတ်လေကိုထိန်းချုပ်တဲ့ Logia အစွမ်းပါဘာကြောင့်လဲဆိုတော့သူပေါ်လာတိုင်းအစိမ်းရောင်လေပြင်းတွေကအမြဲတမ်းပါလာလိရှိလို့ပါ Lockdown မှာ Luffy ကို Smoker ဖမ်းခံနေတဲ့အချိန်မှာ Dragon ပေါ်လာပြီးလေပြင်းတွေနဲ့တမြို့လုံးကိုမှွေနှောက်သွားတာအားလုံးအမှတ်ရကြမှာပါဒါအပြင်စာဘိုကိုကေတုံးကလည်း Dragon ဟာလေထဲမှာပြန်ဝဲနေသလိုမျိုးလေနဲ့အတူပေါ်လာခဲ့တာပါအကယ်၍သူသာလေလိုဂီယာဆိုရင်ဒါဟာရေရက်က Admiral ရဲ့အစွမ်းတွေနဲ့တန်းသူရဲ့သဘာဝအစွမ်းရင်တစ်ခုဖြစ်နေမှာပါဒါပေမဲ့ဒီနေရာမှာမေးစရာတစ်ခုရှိလာပါတယ်အဲ့ဒါကတော့ Lockdown မှာ Baggy 11ဖြတ်ခါနီ Luffy ကိုကယ်လိုက်တဲ့လျှက်စီးပါပဲလေလိုဂီယာလားလျှက်စီးကိုပါထိန်းချုပ်နိုင်လို့လားဒုတိယ theory ကတော့ Storm Fruit လို့ခေါ်တဲ့မုန်တိုင်းအစွမ်းပါဒါက Logia ထက်ပိုပြီးဆန်းပြတဲ့ Paramecia အမျိုးအစားဖြစ်နေပါတယ်ဒီအစွမ်းက Dragon ကိုလေထုဖိအားကိုထိန်းချုပ်ခွင့်ပေးထားတာပါလေထုကိုကစားပြီးလေလင်းတိုက်စေတာမူးရွာစေတာနဲ့လျှက်စီးပစ်စေတာတွေကိုသူလုပ်နိုင်တယ်လို့ယူဆရပါတယ် Goa Kingdom က Great Army နဲ့မီးလောင်တုံးကလည်း Dragon ဟာမီးတောက်ဖေကြားထဲကနေလမ်းတစ်ခုထစ်သွားအောင်လေပြင်းကိုလမ်းကြောင်းပြောင်းပစ်ခဲ့ပါတယ်ဒါဟာရိုးရိုးလေတိုက်တာထက်ပိုပြီးအဆင့်မြင့်တဲ့ weather manipulation ယာဒီဥတုကိုစီမံခန့်ခွဲရေးအစွမ်းဖြစ်ဖို့ပိုများပါတယ်အခုနောက်ပိုင်းမှာပရိသတ်တွေအကိုက်အနီဆုံးလို့လက်ခံထားတာကတော့ Mythical Zoan Theory ပါ Luffy က Sun God Nika ဖြစ်နေတာကြောင့် Dragon ရဲ့အစွမ်းကလည်းရှေးရောင်းဒနာရီတွေကဖြစ်နေနိုင်ပါတယ်ပထမတစ်ခုက Thunderbird ပါမြောက်အမေရိကဒနာရီတွေမှာ Thunderbird ဆိုတာတောင်ပန်းခရင်လေပြင်းတိုက်ပြီးမြက်တောင်းခရင်လျှက်စီးလက်စေတဲ့ငှက်နှစ်ဖျားပါ Dragon ရဲ့မျက်နာကတတူးဟာဒီဒနာရီလာမျိုးနွယ်စုတွေရဲ့အမှုပညာပုံစံနဲ့တစ်ထက်တည်းကျနေတာကိုသတိထားမိကြမှာပါဒုတိယတစ်ခုကတော့ Quetzalcoatl လို့ခေါ်တဲ့အမွေးအတောင်ပါတဲ့မွေနတ်နှစ်ဖျားပါသူကလေနဲ့မိုးကိုအုပ်ချုပ်တဲ့နတ်ဖျားအဖြစ်တင်စားခံရသူပါ Dragon ဆိုတဲ့နာမည်နဲ့လည်းကိုက်ညီသလိုတော်လန်ရေးသမားတစ်ယောက်အနေနဲ့လွတ်လပ်မှုကိုစောင့်ကျင်းပေးတဲ့နတ်ဖျားအစွမ်းကိုပိုင်ဆိုင်ထားတာဟာအတိတ်ပဲအရှိဆုံးဖြစ်နေပါတယ်နတ်ဖျား၄ပါးအကြောင်းပါနောက်ဆုံးစိတ်ဝင်စားစရာအချက်ကတော့ Skypiea Arc မှာဖော်ပြခဲ့တဲ့နတ်ဖျား၄ပါးအကြောင်းပါနေနတ်ဖျားမိုးနတ်ဖျားတက်တော်နတ်ဖျားနဲ့မြေနတ်ဖျား Luffy က Sun God နေနတ်ဖျားဖြစ်သွားပြီဆိုရင် Dragon ဟာ Rain God မိုးနတ်ဖျားဖြစ်ဖို့အခွင့်အလမ်းအများကြီးရှိပါတယ် One Piece ကဘာမှာငကားဆိုတဲ့တရဝါဟာမိုးရွာစီတဲ့တရဝါအဖြစ်လူသိများပါတယ်အကယ်၍သူသားမိုးနတ်ဖျားအစွမ်းကိုပိုင်ဆိုင်ထားရင်ဒါဟာကမ္ဘာအစိုးရအတွက်အကြီးမားဆုံးချင်းမြောက်မှုဖြစ်မှာတေးကြပါတယ်နီကုံချုပ်ရရင်က Dragon မှာဘလို့အစွမ်းပဲရှိသူဟာယွန်ကိုတရုတ်ထက်မနှိမ့်တဲ့စွမ်းအားရှိမှာကရောအသေးချပါပဲအခုနောက်ဆုံး chapter တွေအရ Dragon ဟာစတင်လှုပ်ရှားဖို့ပြင်ဆင်နေပြီဖြစ်လို့သူ့ရဲ့အစွမ်းအမှန်ကိုမကြခင်မှာကျွန်တော်တို့မြင်နာတော့မှာပါတငယ်ချင်းတို့တော့ဘယ် theory ကအမှန်ဆုံးလို့ထင်တယ်လဲလေလိုကြီးရလားဒါမှမဟုတ်နတ်ဖျားဇူဝန်လား comment မှာဆွေးနွေးသွားကြပါအောင်အခုလို One Piece အကြောင်းအရာတွေကိုအသေးစိတ်သိချင်ရင်တော့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်